ပြီးခဲ့တဲ့ကိုရိုနာရဲ့တော့ဘုန်းကြီးတို့ကဘုန်းကြီးတို့ဒလနဲ့ပြောတာကြတယ်ဘယ်နှမှာတော့ရန်ကုန်ရဲ့ဘုရားအိုင်ကြောင့်လည်းဒီပိတ်ဝေးဘူးလို့ပဲပြောရတယ်ခုတော့တိုက်ဆိုင်တယ်နော်ဒလရောက်လာဒီဆရာတော်လေးကသူတို့ဇာတိပေါင်းယူနေရဆရာတော်လေးပေါ့လေကိုဇာတိရဆရာတော်စေကြီးခဏမှာညာတရားဟောနော်ညာတရားဝင်လာတဲ့ဆယ်နှစ်ကြာမှာတရားဟောလာတာပဲကဘာအေးမှာညာဘုံကဘာအေးမှာနိုင်ငံတော်ဗုဒ္ဓဘာသာစီဝေးကလာတာ၄ရက်ကစားလာတာ၄ရက်၅ရက်၆ရက်ပြီးတော့တရားဝဲက10နှစ်ကြာမှာဟောပါဆိုတော့ဂျားထဲမှာ3ရက်ကအားရတယ်မှာသွားမယ်ဒီလောက်ရောက်လာဟုတ်လားဘယ်လိုလဲပဲဒီဒေါက်တာကုမာရချမ်းမြေရတနာသာသနာ့ဆရာတော်တွေကွာတပည့်ယဟန်သာကရှင်သာမင်းများအတွက်သာသနာ့ဘုရားဒီကစိကံအောင်မြင်နေတယ်ဆိုရင်စိကံကိုခိုင်ခိုင်မာမာချမ်းသာနေတော့ကြိုးစားရဒီသာသနာ့ရဲ့အနေနဲ့လည်းပဲတကယ်သာရပိဋကဆရာတော်တွေဖြစ်နေတယ်ဆိုရင်ဒီကတော့မပြည့်တယ်နော်ပြည့်တော့ဖြစ်ဘူးဟုတ်လားသူကဘုန်းကြီးတွေပြည့်လို့ဘုန်းကြီးတို့လည်းသိကြတာဘုန်းကြီးတွေပြည့်လို့ဘုန်းကြီးရတယ်နော်သူပြောတယ်လည်းပြည့်ရင်ဘုန်းကြီးပါလားပြောမလားပြည့်တယ်ကဘုန်းကြီးကိုဖြစ်တယ်ဟုတ်လားပြည့်ရင်ဘုန်းကြီးပါလားပြောတယ်တော့ခံနေတယ်ဒီလောကဒီမှာအလတတကုတော်သိပ္ပံအသိပ္ပတကုတော်တတအဘလတကုတော်မိတ်ဟောတာတရားဟောတာအလတတကုတော်သိပ္ပံပြည့်တဲ့သူဟာဘယ်တော့မှတက်တယ်မရဘူးလေပြည့်နေရင်တက်တယ်ရပါမလားမရပါဘူးမရဘူးတော့ပြည့်လို့ရှိရင်သူ့နောက်ကတော့ဖြင်းတယ်ပါတော့ဖောက်လို့တယ်ဒီနေ့လေးလေပြည့်ရင်တော့ဖြင်းတာပဲနော်ဒီလိုဟုတ်လားပြည့်တယ်နော်ပြည့်ရင်တော့ဘာမှတတ်မှာမဟုတ်ပြည့်ရင်ဖြင်းတယ်တို့ဒီ25လုံးမှာပဖဘဘတွေ့ပါလားပါပြည့်ရင်ဖောက်လို့ဖြင်းတယ်ဘာဆိုင်ကဘုရားရှိဘာမှမသိဘူးမမွဲတယ်နော်ပါဘဘဟုတ်လားပြည့်ရင်ဖြင်းတယ်ဘုရားမရှိဘူးဘာမှလည်းမသိဘူးမွဲတယ်ပဖဘဘဒီလိုပေါ့နော်အဲ့တော့အလတ္တကုတော်သိပ္ပံအသိပ္ပတကုတော်တတပြည့်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှအတတ်ပညာများတယ်အတတ်ပညာမရှိတဲ့ပုဂ္ဂိုလ်များလည်းပဲဘယ်တော့မှစီးပွားဥစ္စာဖြစ်မှာအသိပ္ပတကုတော်တတဆိုတာအတတ်ပညာရှိရင်စီးပွားမဖြစ်ဘူးအဖဒကုတော်မိတ်တံစီးပွားဥစ္စာမရှိတဲ့ပုဂ္ဂိုလ်ဘယ်သူမှမခေါ်ဘူးလေဟုတ်လားစီးပွားဥစ္စာမရှိတဲ့သူကဘယ်တော့မှမရှိတော့မရနိုင်ဘူးရနိုင်ပါမလားရနိုင်ဘူးအာမိတ္တကုသောဒုက္ခတဲ့မရှိမှမရှိတယ်ဘယ်တော့မှချမ်းသာဟုတ်လားအာဒုက္ခတကုသောမရှိမှမရှိရင်မချမ်းသာဘူးမချမ်းသာတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှအာဒုက္ခတကုသောပုံညာဘယ်တော့မှသူကောင်းမလုပ်နိုင်ဘူးအာပုံညာတကုသောဝရကုသကောင်းမလုပ်နိုင်တဲ့ပုဂ္ဂိုလ်ကဘယ်တော့မှနိဗ္ဗာန်မရနိုင်ဘူးအဲ့တော့ဒီပါရ6ပါရမှာတို့အဓိကအချင်းမှတ်လို့လာတော့ပြင်းလို့ရှိရင်တော့နောက်ဆုံးသိမှန်တော့မရနိုင်ဘူး။ဒါကြောင့်ဘယ်လိုလေးတွေမပြင်းကြနဲ့ရလားမပြင်းနဲ့တော့ပြင်းကြတယ်။ကျောင်းနဲ့ဆရာတော်တွေကတော့အလုံးသောရှင်သာမဏေများတွေဟောရတာနော်ဒါပြင်းကြတယ်။နောက်တစ်ခုသာသနာ့ဝန်ထမ်းရှင်ရဆိုတာမကြည်ညိုသေးတဲ့သူကြည်ညိုအောင်နေရတယ်ကြည်ညိုပြီးတဲ့သူစားတယ်တိုးပြီးတော့ကြည်ညိုအောင်နေရရတယ်ပစ္စည်းမသုံးစိတ်မတိုးခင်ပြိုးကြီးပွားကြောင်းဘုန်းကြီးတို့ပစ္စည်းတို့เนี่ยဘယ်တော့မှကြီးပွားဘူးเนาะပစ္စည်းမသုံးမနှပြောပစ္စည်းမသုံးရတာထိမ့်သိမ့်မထားဘူးမတိုးမထားဘူးအဲ့ဒါဆိုကြီးပွားတာเนาะပစ္စည်းမသုံး
စိတ်မတိုးခင်မျိုးဆိုတာယဟန်နေပါခင်မျိုးကြီးပါကြောင်းဒါကြောင့်ကျောင်းလိုက်ဆရာတော်တွေလည်းကွာအားလုံးသောသားတော်များမပြင်းကြပါနဲ့နော်စိတ်ကောင်းမကောင်းဖြစ်ပြီးတော့သာသာပြုလို့တဲ့စိတ်ကိုအခိုင်အမာထားပြီးတော့နော်ကျိုးစားအားထုတ်ကြပါလို့ပဲဩဝါဒအနေနဲ့ပြောလို့ပါတယ်ဟုတ်လားတို့တခါကြီးတွေအနေနဲ့တော့သာသာပြုတဲ့ဆိုတာတာနာပုဂ္ဂိုလ်တွေများတယ်ကုသိုလ်ကကောင်းတာသာသာပြုခွင့်ရတယ်နော်ကုသိုလ်ကကြောင်းဆောင်နေတယ်ဝိရဏတ်တွေတော့ကြောင်းရက်တဲထိုးကြတာပဲပြီးတော့တစ်ထပ်ကြောင်းဒီကိကြီးတဲ့မှာဆောင်းတယ်ဆိုတာလည်းပါလားဘယ်လိုလဲတော့ဝမ်းသာကြကောင်းလိုက်တာဒီပါဘောနောက်သေးမေးကြည့်တော့လည်းဒီမှာက3နှစ်တော့ပြည်သေးဘူးကြာဟုတ်လား3နှစ်မပြည်သေးခင်ဒီလိုဆောင်းဦးလေးဖြစ်လာတယ်ဆိုတာလည်းပဲကုသိုလ်ကကောင်းတယ်ပဲပြောရပါမယ်လို့အားဖြင့်လွယ်လေးတော့မရှိနဲ့လွယ်လေးတော့တရားဟုတ်လားခုလည်းပဲဒီเจ้าညာဆိုကြည့်တဲ့ခါကျတော့ဒကာကြီးကညီတူတယ်နော်သာသနာ့မြဖြစ်အောင်ကြိုးစားတယ်ကျေဝေเจ้าဖြစ်အောင်ကြိုးစားတယ်ဒီလိုနည်းနဲ့ကြိုးစားတယ်တရားကိုဒီလိုနည်းနဲ့တက်ပြီးတော့ဒီလိုတက်ပြီးကြိုးစားရတယ်အမျိုးမျိုးကြိုးစားတာလားကြိုးစားတာပေါ့အဲ့လိုကုသိုလ်တွေလုံရင်းနဲ့စိတ်မကြည်နပ်တာလေးတွေသိတော့မတွေ့တာလေးတွေရောမရတွေ့နိုင်ဘူးလားတွေ့ရတာပေါ့နော်အဲ့ဒါလည်းပဲစဉ်းစားဖို့လိုတယ်မြတ်စွာဘုရားကပဋ္ဌာန်းဒေသနာတော်လေဥပနိဒယပစ္စယောခေါ်တာရှိတယ်ပဋ္ဌာန်းဒေသနာပစ္စယောဥပနိဒယပစ္စယောပါတော့ပါပုရိမာကုသလဓမ္မာပစ္စည်းမာနပစ္စည်းမာနကုသလနာဓမ္မနာဥပနိဒယပစ္စည်းနာပစ္စယောများလို့နော်ပုရိမာကုသလဓမ္မာပစ္စည်းမာနပစ္စည်းမာနအကုသလနာဓမ္မနာကိသေစီဥပနိဒယပစ္စည်းနာပစ္စယောပုရိမာရှိရှိနဲ့ဖြစ်ပေါ်သောကုသလဓမ္မကုသိုလ်တရားတို့ဒီပစ္စည်းမာနနောက်တော့လည်းဖြစ်ပေါ်သောကုသလနာဓမ္မနာကုသိုလ်တရားတို့အားဥပနိဒယပစ္စည်းနာဥပနိဒယပစ္စည်းဖြင့်ပစ္စယောဥပကာရဝကျေးဇူးဒီဟောဒီဖြစ်ကုသိုလ်လို့ရင်နောက်ထပ်ကုသိုလ်တွေဖြစ်မလာဘူးလားဖြစ်ပါပါဗျာနောက်ပုရိမာကုသလဓမ္မပစ္စည်းမာနအကုသလနာဓမ္မနာကိသေစီဥပနိဒယပစ္စည်းနာပစ္စယောရှိရှိသောကုသိုလ်တွေကြောင့်တစ်ခါနေရာမှာကိသေစီတစ်ခါနေရာမှာနောက်တော့အကုသိုလ်တွေဖြစ်တတ်တယ်ဖြစ်ဘူးလားဒါသိထားကြရည်နော်ကိုလုံးနေရတော့ကုသိုလ်ပဲဒါပေမဲ့တစ်ခါနေရာအကုသိုလ်ဖြစ်ဘူးလားအဲ့ဒါဖြစ်မခံနဲ့နော်သင်ကောင်းနေရင်ကျွန်တော်မဆိုးပါသာရပြောဘူးလားသင်ကောင်းနေရင်ဗါတယ်နော်ကျွန်တော်မဆိုးပါအဲ့ဒီဟာကသူတော်ကောင်းလက္ခဏာမဟုတ်ဘူးနော်သင်ကောင်းနေရင်ကျွန်တော်မဆိုးပါဟုတ်တယ်ပြီးတော့သာရနေလည်းကတ်နေကြတာသင်ကောင်းရင်ကိုယ်လည်းကောင်းမယ်ဆိုတော့ဟုတ်လားမန္တလေးကသူတော်ကောင်းဆိုတာသူကောင်းပြီဖြစ်ကိုကတော့ကောင်းဖို့ကောင်းကိုကသူကကောင်းမကောင်းကိုကကောင်းဖို့လို့လားအကောဒေနာဇိတိကောတအကာတုကာဒုနာဇိတိကောနာမြတ်သွားသူကိုအကောဒေနာအမြတ်ထွက်ခြင်းဖြင့်ဇိတိအောင်နေတယ်အမြတ်ထွက်နေတဲ့သူကိုမေတ္တာနဲ့အောင်နော်အကာတုကာဒုနာဇိတိအကာတုကောင်းတဲ့အရာကိုကာဒုကကိုယ်ကောင်းခြင်းဖြင့်ဇိတိတိုင်းတယ်သူတို့တွေကောင်းသည်ဖြစ်စေကောင်းသည်ဖြစ်စေကိုယ်ကကောင်းဖို့ရည်ကြည်တာပဲနော်အဲ့တော့မကောင်းတဲ့သူကိုကိုယ်ကကောင်းပြပြီးတော့အနေယူရမှာအမြဲဒေါသဖြစ်တဲ့သူကိုယ်ကမေတ္တာထားပြီးတော့အနေယူရမှာပဋ္ဌာန်းဒေသနာတော်လိုပဲဟုတ်လားရှိသောကုသိုလ်တွေကြောင့်တခါတည်းမှာနောက်တော့အကုသိုလ်တွေဖြစ်တတ်တယ်သူအကုသိုလ်ဖြစ်မခံဘူးသာနာပြုလုပ်တဲ့အခါမှာတို့တွေကလည်းပဲကိုเจ้าဆောက်တဲ့အခါဝိုင်းဝင်ပြီးတော့ကိုယ်နိုင်တယ်လို့တတ်တယ်လို့သာနာပြုလို့ရတယ်ဆိုတာလည်းသူကကောင်းကြတယ်ဒီလိုပဲအောင်ပြရမှာပေါ့နော်ရသော်လည်းသာနာဆိုတာဘုံကကြီးတယ်လေဘုံကကြီးတဲ့ရသော်ပြန်သာနာတော့ဘုံကကြီးတဲ့သူပဲပြုမရတာဘုံကနေတဲ့သူကကြီးကိုပြုမရဘူးသာရကအဖြစ်ပြောမယ်ဆိုရင်တို့ဘုရားရဲ့ဖခင်တော်သူတို့သုံးတော်ရဏရသော်ရဲ့ဖခင်တော်သုဘဗုဒ္ဓဟုတ်တယ်မလားသုဘဗုဒ္ဓလည်းရှင်ရှင်ပဲလေ
လည်းရှင်းပြရင်လည်းတို့ရဲ့အစဉ်တိုင်းမတူဘူးလားတူတယ်နော်သောတော်ရတ္တကပိလို့နေပြီးတော့မှတိုင်းပြည်အုပ်ချုပ်ပြီးလုပ်နေတဲ့ရှင်းပြရင်ဟိုသုဘဗုဒ္ဓဆိုတဲ့တော်ရဲ့ပါဠိတော်ကတော့ဒီဝတ္တတိုင်းပြည်မှာတိုင်းပြည်အုပ်ချုပ်ပြီးလုပ်နေတဲ့ရှင်းပြရင်အစဉ်တိုင်းတူတူပဲဒါပေမဲ့ဘုံကံရုပ်တူဘူးလေနော်ဘလို့တူတာလို့ဆိုရင်တိရဏဘေနာဖွားမြင်လာတဲ့ခါကျတော့မိုင်ရမိုင်ဘာလို့ကကျွလို့ပြီးတော့လူကင်းသားတယ်မြောက်ရကိုရှင်းပြပြီးတော့ဘယ်နှလမ်းလမ်းလဲခုနလမ်းလမ်းခုနဘဝလမ်းပြီးတော့လက်ရလက်ကိုဆန်းတန်းပြီးတော့အေကောဟမသမိလောကတစေသောဟမသမိလောကတတိထောဟမသမိလောကတလောကမှာငါအမျက်ဆုံးပဲလို့ပြောကြတယ်ဝိကိတကလေးလေးနော်ဘုရားပြည့်ကလေးလေးအဲ့လိုထိတ်တော်များကသိတော့ဖခင်သောရဏရှင်ကြီးကိုသွားတန်တော်တယ်မှာရှင်အသေးမင်းကြီးရဲ့သားတော်လေးကတော့လည်းထူးခြားတယ်ဝိပွားပြီးနေပြီးခြင်းပဲခုနပွားလည်းနဲ့လမ်းလည်းလျှောက်တယ်စကားလည်းပြောတယ်လောကမှာငါအမြန်ဆုံးပဲလို့ပြောတယ်ဆိုတော့အဲ့မှာဖခင်သောရဏရှင်ကြီးကသူ့ရဲ့သားတော်ကိုဘုရားလေးကိုပထမဆုံးကြည့်လက်ဥချီမိုးရှိခိုးတယ်အဲ့ဒီလိုနဲ့တိရဏဘေသာလေးလေးလာသားငါးလာသားအရွယ်မှာပေါ့နော်သူတို့တိုင်းပြည်မှာသူတို့လူပြည်မှာဒေထုံမင်္ဂလာကျင်းပဘွယ်တော်မလန်းသမီးကျင်းပအကြီးကျယ်ကြီးပေါ့နော်တနိုင်ငံလုံးမှာရှိတဲ့ဇတ်သမီးကအကျော်မော်လေးဒါမှမဟုတ်တော်တဲ့ပုဂ္ဂိုလ်တွေဒါပြီးကပြဖြောပြကြတဲ့ပွဲကြီးပေါ့ခုကိဆိုအောင်လို့လို့နေမှာပေါ့နော်ဆိုင်ရဘောအောင်လို့အောင်လို့လို့နေမှာဟုတ်လားအဲ့လိုသူကကြီးကျယ်တဲ့ဇမင်းသားတွေမင်းသမီးတွေလာဖြောပြကြတော့ဒီကလေးလေးကိုထိန်းထားတဲ့အထိတ်တော်များတယ်ကကြီးကျယ်တော့အဲ့ကလေးလေးကိုတင့်ပင်ကြီးမှာဘိုးဘဲကလေးပါရင်ခင်းပြီးတော့ခဏတိတ်တယ်တိတ်ပြီးတော့ဟိုဇဘွဲသမီးတွေသွားကြည့်ကြတော့ဒီဇဘွဲသမီးကဆုံးအကွာတွေကလေးဘာတွေကဆွဲဆောင်အောင်ကောင်းတော့သူပေးတော့ကလေးကိုပေးအချင်းကြာကြည့်ပြီးမှကလေးကိုသိရတယ်ကလေးတော့နေဘူးနေတော့မှာပဲစိုးရိမ်နေတယ်အပြီးတော့ပြန်လာကြတော့ဒီကလေးအစ်ပင်ကြီးဟာနေရာမယူဘဲနဲ့ကလေးကိုကြည့်လို့ဟုတ်ပြီလားကလေးကိုလည်းကောက်ပြလိုက်တော့မှအစ်ပင်ကြီးကချက်ချင်းကြီးရောက်တဲ့ညောင်းရောက်တာအဲ့လိုချင်းကြမှာပြည့်ပါကလေးတော်ရင်တန်တော့တယ်တော့ဟောငါရဲ့ကာမယပယ်ပြီးတော့ဘုံကံကြီးလည်းပယ်ပြီးတော့သူ့ထူတဲ့ကလေးလေးပဲဒုတိယကြီးလက်အောင်ချီဖို့ရှိခုတဲ့အဲ့လိုနဲ့တိရဏမင်းသားလေး9နှစ်သား6နှစ်သားအရွယ်လေးပေါ့ရာဇပလင်ပေါ်မှာဖခင်သောရဏရှင်ကြီးနဲ့သူသားလေးနဲ့သားပါတယောက်သားလေးကိုသူ့ဘောပေါင်းပေါ်တင်ပြီးတော့သားပါတယောက်ချော့ပြီးကစားနေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာသောရဏရှင်ကြီးကိုပဲလေတိတ်ကြီးကနန်းတော်ဆုံးခံကြနန်းတော်ဆုံးခံကြလာတော့ဒီဒုဘောပေါင်းပေါ်မှာထိုင်ပြီးတော့ကစားနေတဲ့ဘုရားတော်တိရဏမင်းသားလေးကဘာပြောကြလဲကောင်းကင်ပြန်ဝဲပြီးတော့အဲ့ဒီတိတ်ကြီးရဲ့ဥကောင်းကိုဆန်စစ်ကိုသွားပြီးတော့ချောင်းနဲ့မတိုက်ရတယ်။မတိုက်တော့ဖခင်တော်ရရှင်ကြီးကအားနာတော့ဘုရားရဲ့ရှင်ယတိကြီးတာတော်နဲ့ဆော့ကြရှားလိုက်တာဘယ်နဲ့ဘာဘုရားရဲ့ယတိကြီးမှာဥကောမောသွားပြီးချောင်းနဲ့မတိုက်ရတယ်ဆိုတော့အဲ့ယတိကြီးကလည်းတိရဏပညာလေးကြီးပြီးတော့ဒီထဲမှာကြည်ကြည်တက်တဲ့အာရပါရကြီးဘောနော်ဒီထဲမှာပြောပါပါပေါ့နော်ဒီကလေးကိုကြည့်ပြီးအဲ့လိုပြောရေမမဖြစ်နေရင်ကလေတဖြည်းဖြည်းနဲ့မျက်နှာညှိုးငယ်ပြီးတော့နောက်ဆုံးကျတော့ဒီယတိကြီးကဝမ်းနဲ့ပန်းနဲ့ငိုကြွေးတယ်စောစောရီလို့အခုတော့ငိုပြန်ပြီအဲ့ဒါကိုဖခင်သောရဏရှင်ကြီးကဟောငါယတိကြီးငါသားတော်လေးကသူ့ခေါင်းပေါ်ချောင်းနဲ့မတက်ရစိတ်ညာဖောက်ပြန်သွားလိရောသလားစောစောကတော့အာရမယရီလို့အခုကျတော့လည်းဝမ်းနဲ့ပန်းနဲ့ငိုလို့ဘုရားပြပါလိမ့်မယ်လို့မေးကြည့်တော့ဒါတော်မင်းကြီးဟောဒီကလေးငယ်ဟာနောက်နှစ်ပေါင်း30လောက်ကြာလို့ရှိရင်လောကမှာဘုရားစင်စစ်ဤကံဖြစ်မဲ့ကလေးလေးပဲလောကမှာဘုရားဖို့နေဆိုရင်တရားဝါရီချမ်းသာမလားချမ်းသာတော့ဘုရားကိုပူရမယ်ဘုရားဟောတဲ့တရားတွေနာရမယ်ဒါကကုသိုလ်ပဲဒါကအကုသိုလ်ပဲခွဲခြားနားလည်ရတော့မယ်လို့တရားဝါရီရဲ့ကိုးစားဝမ်းသာလို့ရည်တာပါဒါဆိုဘာလို့ဘဝတာတော့ဆိုရင်သူ့ရဲ့ဘဝတော့ပြန်ပြန်စဉ်းစားကြည့်တဲ့အခါမှာလောကမှာဘုရားဖွင့်နေတဲ့အချိန်အဲ့ဒီတတိကြီးကသူဟာ
အရူပဓမ္မဘုံမှာဓမ္မကြီးဖြစ်နေမှာဘယ်ဘုံလဲနော်အရူပဘုံအရူပဆိုတာရူပဆိုတာယုတ်တရားအလားမရှိတာယုတ်တရားမရှိတဲ့နာမ်တရားတက်ရှိတဲ့ဓမ္မကြီးလောကမှာဘုရားတော်ဟောနေပြီယုတ်မရှိဘူးဆိုတော့မျက်စိပါပါမလားဘုရားအဖို့ရပါအောင်လားကဲနားမပါတော့ဘုရားဟောတဲ့တရားတွေနားဖို့ရပါအောင်လားဩငါရဲ့ဘဝတော်တော့ပြန်တော့စဉ်းစားကြည့်ဩမဟာဇာတိယောဝတ္တအကြီးကျယ်ဆုံးဆုံးတာပဲလို့သူ့ရဲ့ဘဝတော်တော့ပြန်တော့စဉ်းစားပြီးဝမ်းနေလို့ဘုရားပါဒါဆိုရင်ဖခင်တော်ရဏရှင်မြင်းကြီးကဘုရားကလေးကလေးကိုကိုရတာနော်အဲ့ဒီလိုတဲ့ဘုရားဖြစ်ပြီးတော့ဘုရားတရားတော်ကိုနာယူရင်းနဲ့ဒီရာဇပလင်ပေါ်မှာပဲတော်ရဏရှင်မြင်းကြီးကဝိကြောင့်ဘဝနဲ့အာရောကိကွာယဟန္တာဖြစ်တယ်။အာရောကိုကိုရတယ်လေ။ဟိုရတော်ရရဲ့ဘာဖြစ်တော့သုဘဗုဒ္ဓရှင်မြင်းကြီးလို့ပြောဖို့သုဘဗုဒ္ဓရှင်မြင်းကြီးတော့ရှင်လုဆက်ပဲဆိုတော့မေရမရဲ့အကူဆိုတာဘာတော့ဦးကြီးပေါ့နော်။တိရဏမင်းသားနဲ့ရှင်လုဆိုင်လေသူ့မေရဲ့အကူဆိုတာဘာတော့မနော်ဦးကြီးသူ့သမီးမယားရဲ့ဖေဆိုတာဘာတော့မနော်ရောက်ကမှဟိုလုံနိုင်ရင်းနဲ့လုံနိုင်နိစ္စတယ်နော်ဒါပေမဲ့သုဘဗုဒ္ဓရှင်ကြီးကဘုရားလောင်းတိရဏမင်းသားလေးကိုဝေးကြရတယ်အမြင်မရှိတာဟောဒီကလေးဝေးလိုက်လို့လားငါ့နမတင်ရတာဒီကလေးကိုမဝေးရဲ့ငါ့နမတင်တော်မသိဘူးဟောဒီကလေးဝေးဖွာပြီးတော့ငါ့နမတင်ရတယ်ဆိုတော့ကလေးကိုရရုပ်ပဲမှန်တကယ်ကတော့ဘုရားလောင်းကိုဝတ်ထုတ်ပြလိုက်တဲ့မိခင်ကြီးဟာဘယ်နည်းတော့နဲ့အားထားတာနော်ခုနှစ်ရက်တော့မှနဲ့အားထားတဲ့ထုံးစံရှိတယ်။ဘာကြောင့်နဲ့အားထားတာလဲဆိုရင်ဘုရားလောင်းကိုဝတ်ထုတ်ပြလိုက်တဲ့မိခင်ရဲ့ခန္ဓာကိုယ်ကြီးဟာဇေရီထိုက်တယ်လို့လည်းမြတ်တယ်နော်။အဲ့ဒီဇေရီထိုက်တော့မြတ်တဲ့မျိုးသမီးတယောက်ဘယ်ယောက်ျားတဲ့မှာသူအိတ်လို့တင်တော့အဲ့ဒါကြောင့်ခုနှစ်ရက်တော့မှနဲ့အားထားတယ်အဲ့ဒီဟာကိုမသိဘူးလေဟောဒီကလေးဝိပွားပြီးလို့သာငန္ဓမတရားတယ်ဆိုတော့ဒီကလေးကိုရန်ရုပ်ပဲတပြေးပြေးကြီးလာတယ်လည်းပဲတပြေးတာဒီဝတ္တဒီဝတ္တနဲ့အများနဲ့ပြန်နေတယ်နော်သူကတားပြရှိတော့ဒီဝတ္တဒီတော့လည်းအခုလေသူသားနဲ့အများနဲ့ပြန်ဟိုတိရဏမင်းသားလေးရင်းနှီးတက်ပြောလာတော့ငါသားရီတော်ကြီးရလားပြင်းတော်ပြင်းသေးတယ်တာနော်သူသားပဲသူအားထုတ်ဟုတ်လားအဲ့လိုအများနဲ့ပြန်နေပြီမဲ့ဘလို့ကမကြည့်ဘူးပဲမဲ့နောက်ဆုံးတော့သူသမီးနဲ့မရဘူးလားရတော်ရလည်းမရဘူးနော်ပါဠိဖြစ်ပဲဆိုတော့ရှောင်းလို့မရဘူးအေးရတော်ရလည်းရပြီးတော့29နှစ်ပြမှာကားတော့ရတော့လည်းမပွားဘူးလားကားတော့ရလည်းပွားတဲ့နေရာမှာတောတက်ဘူးလားတောတက်သွားပြန်တော့ဟောတိရတဲ့မိသားငါသမီးကိုပြစ်သွားပြီငါသမီးပေါ်မှာခင်ဝန်းတယောက်ရဲ့တာဝန်ကြည့်ဘူးငါသမီးကဝဲတဲ့ရာဟုလာရဲ့ပေါ်မှာလည်းပဲဖောက်ခင်တယောက်ရဲ့တာဝန်မကြည့်ဘူးဆိုတော့မကြိုက်ကြည့်ပြန်မယ်နော်အဲ့လိုတဲ့ဘယ်တော့မှကောင်းမထင်နဲ့သူကပေါ့လေဘုရားပြည့်ရောက်လာတော့လည်းပဲဘုရားဖြစ်ပြန်တော့လည်းပဲရသော်ပြန်တော့တန်ခါတော်လေးဆုံးမကြွလာရှေ့ရနေလမ်းပိတ်တာဝလုံးလေးဆက်ပြီးတော့တားတယ်စုကလေးချထားတယ်အမျိုးမျိုးတော့ဆက်အဲ့လိုတော့ဆက်တော့ရသော်ပြန်ကမိတော်မူတဲ့စကားတော်ကငါဘုရားရဲ့လက်လာပါဘုနောက်ဆက်တော်သူသည်ခொနရဲ့အတွင်းမှာမြေပြိုပြီးတော့ပြေးလိမ့်မယ်အဲ့လိုလည်းကြောင်လုံးလို့တဲ့ဘော90အထက်ပေါ်လုံးထားတယ်တဲ့နေတော့လည်းပဲသူကဒီအောက်ထပ်တွေမှာတကားပေါက်တွေမှာအဆောင်ထားတာအာမောင်းမောင်းရတိုင်းကကိုဆောင်ထားတဲ့ကိန်းကငါသတိပြီးဆင်းလာရင်ငါလည်းကိုဆွဲထားကြတာမှာအဆောင်ထားရင်တော့တဲ့အဲ့လိုပေါ်တဲ့နေတဲ့3နှစ်4 5ရက်လောက်ရှိတော့သူဘဝကစီးတော်မြင်းကြီးကနန်းတော်ထဲမှာကျိုးလွတ်ပြီးတော့သူကဖမ်းပြရတနန်းတော်လုံးရွေးစားတာဖြစ်အဲ့တော့မင်းချီယောက်ျားတယောက်ကအပေါ်မောပြီးတော့ရှင်မင်းကြီးကြားလာအောင်သင်မင်းကြီးအသင်မင်းကြီးစီးတော်သင်မင်းကြီးစီးတဲ့စီးတော်မြင်းကျိုးလွတ်လို့ဘယ်သူမှဖမ်းလို့မရစီးလို့မရတနန်းတော်လုံးရွေးစားတာဖြစ်နေပါပြီသင်မင်းကြီးဆိုတော့သူဘဝကရှင်မင်းကအဲ့ဒါကိုကြားအဲ့ဒါဆိုငါကိုလည်းလာပြီးတော့မြင်းဖမ်းပေးမယ်လို့မြင်းဖမ်းလို့ရတယ်အောက်ကိုမြေကြီးကိုဆင်းရမှာမြေမြူပြီးတော့တရားပါလေရှင်မြင်တော့ရှင်မြင်ပဲဘုံမမြင်တွေ့ခဲ့လားအတူတော့ရသော်ပြည့်နာလာတော့ကိုဘု
ဘုံကနေတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှဥပ္ပယ်ဝင်ကြီးညိုဝင်ရှိတော့မှနောက်ကိုမရဘူး။မြတ်စွာဘုရားသာသနာတော်ကိုဘုံကကြီးတဲ့ပုဂ္ဂိုလ်တွေကံကောင်းကြတဲ့ပုဂ္ဂိုလ်တွေဉာဏ်ကြီးကြတဲ့ပုဂ္ဂိုလ်တွေပဲဥပ္ပယ်ဝင်ကြီးညိုဝင်နေရကြတာ။ဒါဆိုရင်ဒီဓမ္မကြီးတွေဒကာကြီးတွေအားလုံးကြောင်းနေဆောင်ပရိယတိသာသနာတော်ရှိမှဓမ္မနဲ့နေအားဖြင့်ဥပ္ပယ်ဝင်ကြီးညိုဝင်နေမရဘူးလား။တို့တွေကံကောင်းတာပဲလို့ပြောတာနော်။အဲ့လိုသဘောထားပြီးတော့ဒါနပဲပြုသီလပဲစောင့်တည်ဘာဝနာပဲပွားများဘယ်လိုကုသိုလ်ကောင်းမှုတွေပဲလုပ်လို့အဓိကချိန်ခံတော့တရားတရားအဓိကချိန်ခံကြောင်းရပါလေတရားတရားပဲတရားတရားရှိဖို့မလိုလားပဋ္ဌာန်းဒေသတော်မှာတရားတရားရှိလို့အကျိုးကျေးဇူးရှင်းလို့ရှိတတ္တံဥပနိကာယဒါနနေတိပြောတယ်နော်သီလသမာဓိယတိဥဘောတတကမ္မံကရောတိဇာနဥပ္ပါဒေတိမေကံဥပ္ပါဒေတိဝိပဿနာဥပ္ပါဒေတိအဘိညာဥပ္ပါဒေတိသမာပတ်တေဥပ္ပါဒေတိဆိုပြီးတော့တရားတရားကိုခြေခံပြီးတော့အကျိုးဘယ်လိုရလဲရှင်းလို့ရတာနော်ဘာပဲလုပ်လို့တရားတရားလို့လေပြီးကိုယ့်ရဲ့တရားတရားကိုကိုယ်ယ်တည်တတ်အောင်မြဲမြံအောင်ထင်ရတယ်ကိုယ့်ရဲ့တရားတရားကိုလက်ထည့်လို့ရတာသူများရဲ့တရားတရားကိုကိုယ်ထိပြီးရမရဘူးတော့ကိုယ်တရားတရားကိုကိုယ်တိုင်ပဲထိရတယ်ပြီးတော့တရားတရားဆိုတာလည်းဝိကရိယမှားတာမဟုတ်ဘူးကိုယ့်ရဲ့အသိပညာဉာဏ်လေးပါနဲ့ဒီဆောက်ထိနေရတာဥပမာပဲပြောမယ်ဆိုရင်ရှင်မမောက္ကလမသိတဲ့ယဉ်နေတဲ့ဒကာကြီးတရားရှင်မမောက္ကလနဲ့ယဉ်နေတဲ့ဒကာကြီးအဲ့ဒီဒကာကြီးတွေကမြတ်စွာဘုရားထံလာပြီးတော့ဆုံးသားပဲမြတ်စွာဘုရားမနေ့ပြန်တပိတော့နေအိမ်ကိုမြတ်စွာဘုရားနဲ့တကွာတာဝနာနာတော်ကြီးသုံးပုံပြီးကြွတော်မှာဘုရားလာပဲဆုံးသားလာပဲလာပဲမြတ်စွာဘုရားဘာမှမပြောဘဲနဲ့တက်ခံအဲ့လိုလာပြီးမကြခင်မှာပဲသုဘဝါဒလို့ခေါ်တဲ့မြို့သမီးပြပါလာပဲမြတ်စွာဘုရားမနေ့ပြန်မှစပြီးတော့တပည့်တော်နေကိုမြတ်စွာဘုရားနဲ့တကွာသံဃာတော်တွေအားလုံး9ရက်တိုင်တိုင်သုံးပုံပြီးကြွတော်မှာဗျာ9ရက်လာမနေ့ရက်နဲ့အဲ့လိုလာပြီးတော့သုဘဝါဒမင်းသမီးဆိုတာချားဖို့ပေါ့ရှင်သေဝလိရဲ့မယ်တော့သူ့မယ်တော့လေရှင်သေဝလိဆိုတာကလက်လာပါဣရေရရှင်သေဝလိလေအဲ့ရှင်သေဝလိရဲ့မယ်တော့ရှင်သေဝလိကိုဝင်သွားတဲ့အခါကိုယ်ဝင်ဆောင်တဲ့အခါ9နှစ်ကိုဝင်ဆောင်နောက်ကြတယ်9နှစ်ပဲတဘာဝတိုင်းကတော့ကုလလွယ်ဆယ်လပါမှာလေကိုကဘယ်လိုလဲတော့9နှစ်ဘလောက်နဲ့ဆင်းလိုက်တယ်နော်အဲ့လို9နှစ်ကိုဝင်ဆောင်ပြီးတော့မိမပေါ်နိုင်ပဲလေကိုယ်စိတ်တက်နေတာဗျာနော်ခါသားပြန်ပြည့်နေတာ9ရက်ဟုတ်လားခொနလက်ကိုဆောင်းရတယ်ဒီဘဝတိုင်းပဲခက်ခဲဖြစ်နေတာ9ရက်အဲ့လိုနဲ့ရှင်သေဝလိလောက်တော်လေးကိုဝိပါပြီးတော့တတိတံတွေကနေရပြီးတော့သင်ချင်းမိမလွတ်ပြီးဆိုပြီးတော့အဲ့ဒီမျိုးသမီးကအဲ့ဒီကမ္ဘာကမြတ်စွာဘုရားကိုမြတ်စွာဘုရားတပည့်တော်နေကိုသံဃာတော်များနဲ့တကွာ9ရက်တိုင်တိုင်သုံးပုံပြီးကြွတော်မှာဘုရားလို့9ရက်လာပြီလာပြီးတော့လိုက်တယ်မလားလိုက်တဲ့နာဘောသူတတိတံကလည်းပြန်လာလေသောသောတခါကြီးကတော့နေနေပြန်လာနောက်တခါမှ9ရက်ဆိုတော့မြတ်စွာဘုရားကနောက်လာပြည့်တယ်တခါမှလာပြည့်တာကိုလက်ခံပြီးတော့ရှင်မောက္ကလကိုခေါ်ပြီးတော့ပြင်ရှင်သာမောက္ကလပထမလာပြည့်တယ်တခါကြီးကတည်းကရင်းနှီးတယ်အဲ့ဒီတိုင်းသွားပြောလိုက်ပြောကြီးတခါကြီးနောက်9ရက်ကြာမှဆွတ်ကပ်ခွင့်ရမယ်လက်ပြန်စားပြီးတော့နောက်9ရက်နဲ့ဆွတ်ကပ်မယ်လို့ရှိသည့်အတွက်တခါကြီးကနောက်9ရက်ကြာမှပဲဆွတ်ကပ်ခွင့်ရမယ်တော့ပြောကြီးလို့ရှင်မောက္ကလကိုပြောခိုင်းတယ်ရှင်မောက္ကလကတော့ပြောရတာပေါ့နော်တခါကြီးမြတ်စွာဘုရားပြည့်တော်မတိုက်တယ်တခါကြီးအိမ်ကိုလည်းမကြွနိုင်သေးဘူးနောက်9ရက်ကြာမှပဲတခါကြီးအိမ်လက်ကြနေတယ်သွားပြောတော့တခါကြီးကကြည်နေဘူးလေငါကပမာလို့ပြတာလားကွာငါအိမ်တော့မကြွဘူးဘုရားကလည်းမျက်နှာလိုက်တယ်ပေါ့နော်နောက်မှလာပြတဲ့တခါလိုက်တယ်ဆိုပြီးတော့မျက်နှာ
ဒီကမှာကြည်တယ်ရှင်မောက်လာပြန်ပြီးတော့နေတာပြန်ပြီးတော့မော့လာဗျာဟုတ်လားရှင်ပြမောက်လာတပည့်တော်ကတော့ခရီးကြမှာဆွတ်ကပ်ကိုရမယ်ဆိုရင်တင်ချင်းတရားဆိုတာကအစိုးပြပါလေတပည့်တော်ကဟောဒီ9ရက်တပတ်မသိဘူးလို့ရှင်ပြတောင်းယူမလားတပည့်တော်မှာရှိတဲ့စိတ်ဥစ္စာတွေလည်းပဲရန်သူမျိုးသားနဲ့အမြဲတမ်းဆက်ဆံတရားတဲ့အတွက်ဒီ9ရက်တပတ်ပစ္စည်းဆုံးစုံမသွားဘူးလို့ရှင်ပြတောင်းယူမလားရှင်မောက်လာမေးတယ်ရှင်မောက်လာမေးတော့ရှင်မောက်လာကညံတော်တဲ့ဆင်ချင်းကြည့်တဲ့ခါကျတော့ဟောဒီတကာကြီးဟာ9ရက်တပတ်မသိဘူးဆိုတာသိတယ်ဒီတကာကြီးရဲ့စိတ်ဥစ္စာတွေလည်းပဲ9ရက်တပတ်ပစ္စည်းဘူးဆိုတာသိတယ်ဒါပေမဲ့အဲ့လိုသိတော့တရားတရားကိုတော့အာမခံအာမခံရလားတကာကြီး9ရက်တပတ်မသိဘူးလို့ငါတောင်းယူတယ်တခါကြီးရဲ့စိတ်ဥစ္စာတွေကခொနဲ့တမမျက်စိမသွားဘူးလို့ငါတောင်းယူမယ်ဘုသောဒီလူကျင်တိုင်းနေတဲ့စိတ်စေတနာတရားကိုတော့ငါတောင်းယူနိုင်ဘူးဒီတခါကြီးရဲ့တရားကိုရှင်မောက္ကလံဒီမြတ်ကတောင်းယူရလားမရဘူးပုဂ္ဂိုလ်ဒုတိယရဲ့တရားကိုကိုယ်ကလာဝယ်ပြီးတော့တောင်းယူလို့မရကိုယ့်ရဲ့တရားကိုလည်းပဲသူများကတောင်းယူပြီးလို့မရဘူးကိုယ်တရားကိုကိုယ်တိုင်ပဲဒီလမ်းအောင်ခိုင်မြဲအောင်ထင်ရတာနော်တရားတရားကိုပုဂ္ဂိုလ်ဆိုတာမျိုးပြောင်းတတ်တယ်လေနော်စိတ်ဆိုတာလေကြောက်တတ်တဲ့ဒီထားဖို့လိုလားသူများပြောတဲ့စကားနဲ့လမ်းမဆုံးနဲ့ဟုတ်လားဦးဇင်းတို့ဦးဇင်းအခုခုမှနေခဲ့တော့ဒါတရားခုနေခဲ့တယ်တော့ခုမှနေုံလားဆိုရင်လေဘွဲတော်ကြည့်ရင်ချက်ပါတလောက်ကြတယ်ဘိုးတော်ကတော့နာမည်ကြီးတဲ့မင်းသားမောပေါ်ဆက်တယ်ပေါ့ဗျာစိန်မာနေလို့မိုးဝဲမိုးပင်းနော်အိမ်တော်ဟုတ်လားအိမ်ဆက်တယ်တလည်းပြီးတော့ဇာတိဆက်တဲ့ကတလောက်ကြတယ်ဒါတော့ဘုန်းကြီးတွေဆိုတော့လည်းပဲဦးစင်းတွေဆိုတော့လည်းပဲသာသနာ့ဘဝတော့ဒီဇတ်တွေလိုက်ကြည့်တာကိုလက်ကားလည်းကြည့်ရတယ်လေဘယ်ရုံးကုန်ပဲလက်ကားပဲဘုန်းကြီးတွေမစပေးရဟိုဇက်ကန်ဖိုက်တွေကသူတို့ကာကျင်းနဲ့ကန်ဖိုက်ဆွဲတဲ့သူတွေကလက်ကားကြည့်တဲ့ဘုန်းကြီးတွေကများပဲရှုံးတာပေါ့ဗျာဟုတ်လားရှုံးတော့ယုံတဲ့ကြည့်လိုက်ရင်ဘုန်းကြီးလေးရွယ်လူရတယ်ဘုန်းကြီးများဆိုတော့သူတို့အခုကလည်းလိုက်ဆရာတော်ကြီးကလာလျှောက်တယ်ဆရာတော်ကြီးကညံ့တယ်ဆရာတော်ကြီးကြောင့်ဘုန်းကြီးတွေကိုတော်လေးပွဲပြီးပါတယ်ဗျာအဲဇက်ကထိုက်ကလာလျှောက်တယ်လျှောက်တော့ဆရာကြီးဘုန်းကြီးတွေကပွဲကြည့်လားမမကြည့်တယ်ဗျာဒီလိုနဲ့တော့ဘုန်းကြီးကြီးပဲဖြစ်ရတယ်ဟုတ်လားဟာဦးစင်းငယ်လေးဦးစင်းလေးတွေဖြစ်ပါလိမ့်မယ်ဘုန်းကြီးတို့ပြောပါသူငါရှိတဲ့ကြော်ပြရတယ်တော့တယ်ငါဟောတဲ့တယ်လားမလဲဘူးလေဦးစင်းလေးတွေဖြစ်ပါလိမ့်မယ်ဆရာကြီးအဲ့လိုမြင်မှုတော့ဟုတ်လားအခုကဦးစင်းလေးကိုရင်းရပွဲကြည့်တာမဟုတ်သေးဘူးကွာတဲ့တို့တကယ်တော့ဓာတ်နဲ့ဆိုတယ်မြေကြီးကိုကပ်ပြီးနားထောင်တယ်ဘယ်နဲ့ပွဲရှိသလဲသိတယ်ဆရာကြီးနော်လာပြီးတော့ပွဲပြပါနဲ့ဘုရားဆိုတာလားဆိုတော့သဘောမတူဘူးလေဒါပေမဲ့ဆရာကြီးကပညာပြတယ်နော်တခါကြီးအဲ့ဒါပြန်3နိုင်တော့အားတယ်ဘုရားအဲ့ချိန်တော့ကိစ္စမှာခေါ်ရတယ်ခေါ်တော့အဲ့ဇက်ကန်ဖိုက်တခါကြီးရတယ်ဆရာကြီးကဘာကြောင့်ခေါ်လဲဆိုတော့သိဘူးလေဆရာကြီးခေါ်တဲ့3နိုင်တော့ဒါလည်းခါတော့ကိုလိုလေးကစာတက်တဲ့ကိုလိုကျက်စာနဲ့ကိုလိုအန်စာနဲ့ကိုလိုလိုက်โอ้တခါကြီးတဲ့ဘုန်းကြီးကစကားပြောလို့လားအဲ့ဒါတန်းနေအဲ့တော့ဒီစာချက်နေတဲ့အတန်းကိုကြားသိနေတော့ဒီကဇက်ကထိုက်ကကိုလိုတွေကသူ့အချိန်နဲ့သူလုပ်နေကြတာဟုတ်နော်စာဆုံးရတဲ့ချင်းဆုံးရတဲ့စာချက်ချင်းစာချက်တယ်စာလိုက်ချင်းစာလိုက်တယ်ချင်းကချင်းချင်းကတယ်ဘောလုံးကန်ကြီးဘောလုံးကန်တယ်နော်အဲ့လိုလုပ်ကြတာပဲလို့သဘောပေါက်ပြီးတော့ဆရာကြီးကိုရှောက်ဆရာကြီးဗျာတပည့်တော်မင်းညမင်းရရှောက်ထားတဲ့စကားကိုပြန်လဲရုပ်သိမ်းပါမယ်ဗျာနော်တရားတရားကတော့ထင်ရမှာကိုယ့်ကိုထင်ရတော့ပြပြတယ်နော်သူများကလည်းမဆုံးတယ်ဟုတ်လားကြောင်းတွေမှာအဲ့လိုတွေကိစ္စတွေအများကြီးပဲနော်ဘယ်သူတော့ဘလို့ရေးပြီးတာပါဆိုပဲကိုယ်တရားတရားကိုကိုယ့်ကိုဖြစ်စီနေသာသနာပြုတယ်ဆိုတာလည်းပဲတကယ်တော့သာသနာပြုလို့ရတယ်ဆိုတာကံကောင်းတဲ့ပုဂ္ဂိုလ်တွေမှာရတယ်ဆိုသိပြီနော်ကိုယ်တကားကြီးပြောတာတကားကြီးတွေဝိုင်းနေသာသာလေးစတဲ့ဆုံးမပြောလာရင်ဆုံးလောင်းနေမရဘူးလား
အဲ့ဒါကသူ့ထူတာပဲနော်ဘယ်ကောင်ဒီလိုဓာလေးအချက်တော့ဒီကော်လေးကတန်းဆိုတော့ဒီလိုပဲကောင်းလိုက်တာဒါကုသိုလ်တွေပေးနေတာလေဟုတ်တယ်မလားအဲ့ဒါကကိုမှကုသိုလ်ရတယ်နော်ဒါသာနာပြုတယ်ဆိုတာကံကောင်းတဲ့ပုဂ္ဂိုလ်တွေပြုခွင့်ရတာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေပဲပြုခွင့်ရတာတို့တွေကကြိုးစားပြီးတော့ဥဒရာတရားကိုခိုင်ပြအောင်နော်စောင့်ကြည့်ပြီးတော့တတ်တဲ့ကြကြိုးစားပြီးသာနာပြုမယ်လို့အဲ့လိုစိတ်ထဲမှာဒုံချပြီးတော့ကုသိုလ်တရားတွေတိုးပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း